ကျွန်တော် iPhone ကိုစားဝယ်မယ်ဆိုတာ ਨੇ အရေးကြီးဆုံးအချက်5ချက်ရှိတယ် setting ထဲကိုဝင်လိုက်ပေါ့နော် Face ID က passcode ဆိုတာရှိတယ်အဲ့ထဲကိုဝင်လိုက် password ထည့်လိုက်ဟိုအောက်မှာ control center အပိတ်အဖွင့်ဆိုတာရှိပုံမှန်ဆိုရင်ပေါ့နော်သူရဲ့ default ကပွင့်နေလိမ့်မယ်အဲ့ဒါကိုကျွန်တော်ပိတ်ဖို့လိုအပ်တယ်ဘာဖြစ်လို့လဲဆိုတော့အကယ်၍သာခင်ဗျားအဲ့ဒါကိုမပိတ်ထားဘူးဆိုရင် phone screen ပေါ့နော် lock ဖြစ်နေတဲ့အချိန်မှာဆို control center အလွယ်တကူနဲ့ဒီ internet ကိုအဖွင့်ပိတ်လုပ်လို့ရတယ်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့ဖုန်းပြောက်တာပဲဖြစ်ဖြစ်တခုခုသူများကနေပြီးတော့ကင်နေတာပဲဖြစ်ဖြစ်မတမာတဲ့ပုံစံမျိုးနဲ့ကိုယ့်ရဲ့ internet ကိုအဖွင့်ပိတ်လုပ်လို့ရနေရပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကပိတ်လိုက်တဲ့သဘောမျိုးပေါ့နော်ဒါကတော့ internet ရဲ့လုံးမဟုတ် control center တစ်ခုလုံးကြီးကိုပါဒီဖုန်းရဲ့ lock screen ကို unlock မလုပ်မချင်းဒီ control center ကိုလောက်ခွင့်မပေးဘူးဆိုတဲ့သဘောမျိုးပေါ့နော်ဒီတစ်ချက်ကကြတော့ကျွန်တော်တို့ဒီ battery အစားတက်တာဖို့အတွက်ဆိုရင် generator ကိုသွားပြီးတော့အဲ့ထဲမှာ background app refresh ဆိုတာရှိတယ်ပေါ့နော်အဲ့ background app refresh ထဲမှာခင်ဗျားတို့ဒီမှာ off ထားဖို့လိုတယ်ပေါ့နော်မဟုတ်ဘူးဆိုရင်တော့အဲ့ကောင်ကဒီ battery ကိုပို့ပြီးတော့စားနေလိမ့်မယ်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့အရေးကြီးတယ်အဲ့ဒါဘာလဲဆိုတော့ file mine ပေါ့နော် file mine ကကျွန်တော်တို့ဒီ iCloud ထဲကိုသွားရမှာပေါ့နော် iCloud ထဲကိုသွားပြီဆိုရင်အဲ့ iCloud ရဲ့ဒီ file mine ဆိုတဲ့ function လေးတွေဝင်ပြီးတော့အဲ့ဒီမှာ file mine iPhone ဆိုတဲ့ဥစ္စာကြီးကို on ထားဖို့လိုအပ်တယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော် on ထားတယ်ပေါ့အဲ့တော့နောက်ပြီးတော့ဒီဥစ္စာကို on ထားတဲ့အပြင်မှာ file mine network ဆိုတဲ့ဥစ္စာကိုလည်းကျွန်တော် on ထားဖို့လိုတယ် sunless location ဆိုတဲ့ဥစ္စာလည်း on ထားဖို့လိုတယ်အကုန်လုံးသာ on ထားလိုက်ဒီ file mine iPhone ကိုပိတ်ဖို့အတွက်ကို iCloud password လိုတယ်ပေါ့နော်အဲ့ iCloud password ထဲတော့မှဒီကောင်က file mine iPhone ကပိတ်သွားတာတော့ဘာလို့ဖြစ်မှာပေါ့နော်အဲ့တော့ဆိုလိုချင်တာကဘာလဲဆိုတော့ကိုယ့်ရဲ့ဖုန်းပျောက်တဲ့အခါမှာပဲဖြစ်ဖြစ်ဒီဖုန်းကိုပေါ့နော်လောချပစ်လိုက်လို့ရတယ် file mine ကိုဖွင့်ထားခဲ့မယ်ဆိုတော့မဖွင့်ထားဘူးဆိုရင်တော့လောချလို့မရဘူးကိုယ့်ရဲ့ဖုန်းကိုအမျှသာဝေလိုက်ပေါ့နော်အဲ့တော့ဒါကတစ်ခုနောက်တစ်ခုကဘာလဲဆိုတော့ Android မှာဆိုတော့ Easy Dash ပေါ့နော်ဒီ Apple မှာကျတော့ Assisted Dash ပေါ့အဲ့တော့Assisted Dash ဆိုတဲ့ဒီ circle လေးအဝိုင်းလေးကိုကျွန်တော်တို့ဘယ်လိုဖော်မလဲဆိုတာဒါအရေးကြီးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ accessibility တွေကိုသွားမယ် dash တွေကိုသွားမယ်ပြီးပြီဆိုရင် assisted dash ဆိုတာရှိတယ်အဲ့ဒါလေးကိုဝင်မှာပေါ့နော်ဝင်ပြီးတော့ဒီမှာ assisted dash ကို on ထားလိုက်မယ်ဆိုရင်ဒီ circle လေးပေါ်ပြီပေါ့အဲ့မှာကျွန်တော်တို့ဒီမှာ customize top level menu ပါညာနဲ့ဒီမှာသူ function လေးတွေကျွန်တော်တို့အမှ adjustment လုပ်လို့ရတယ်ပေါ့နော်ပြောချင်တာဒီဥစ္စာလေးကိုတစ်ချက်ပဲနှိပ်မယ်ဆိုရင်ဘာပွင့်ရမယ်လို့နှစ်ချက်နှိပ်မယ်ဆိုဘာပွင့်ရမယ်ဖိတိုင်းဘာပွင့်ရမယ်ဆိုတာကိုကျွန်တော်တို့ဒီမှာသွားပြီးတော့သတ်မှတ်လိုက်လို့လည်းရတယ်ပေါ့နော် Face ID ရဲ့ lock passcode ပေါ့နော် passcode ထဲပြန်သွားမယ် passcode ပြန်ထည့်လိုက်မယ်ဒီမှာ stolen device protection ဆိုတဲ့ function လေးတော့သွားရမှာပေါ့နော်အဲ့တော့ဒီ stolen device protection ကို on ထားရမယ်ဘာလို့ on ထားရမလဲဆိုရင်ပုံမှန်ဆိုရင်တော့ off နေလိမ့်မယ်ဘာလို့ on ထားရမှာလဲဆိုရင်ကျွန်တော်တို့ဒီဖုန်းရဲ့ဒီ passcode ကိုပေါ့နော်တရားရောက်ကနေပြီးတော့အကြောင်းမျိုးကြောင့်မတမာတဲ့ပုံစံမျိုးနဲ့တိသွားခဲ့တယ်ဆိုရင် passcode နဲ့အရေးကြီးတဲ့အရာတွေကို disable လုပ်လို့မရအောင်တားထားတဲ့ function ပေါ့နော်ဥပမာပြသူကဘယ်လိုအလုပ်လုပ်လဲဆိုတော့ဒီ passcode ကိုပေါ့နော်တစ်ဖက်လူကနေပဲသိနေသည့်တိုင်အောင်ပေါ့ passcode နဲ့ဖွင့်တိုင်းအရာတိုင်းကိုမပွင့်အောင်သူကလှုပ်ထားတဲ့သဘောပေါ့အရေးကြီးတဲ့ဥစ္စာဥပမာ file mine လို့ပါလို့ဆိုရင်သူကတန်းပြီးတော့ဒီ passcode ကိုတွားထည့်ပြီးတော့ဒီကိုယ့်ရဲ့ Apple ID ကို log out လုပ်လို့မရသေးဘူးပေါ့ Face ID ထပ်ပြီးတော့နောက်တစ်ဆင့်ထပ်ခံထားရတယ်ပေါ့နော်တနားကြာတဲ့အချိန်ကြာမှသာ passcode ကိုထည့်ပြီးတော့မှအလုပ်လုပ်မယ်ပေါ့နော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ချက်ချင်း passcode တည်တိုင်းလဲချက်ချင်းအရေးကြီးတဲ့ function တွေကိုလုပ်ခွင့်မရအောင်ပိတ်ထားတဲ့ function ပေါ့နော်အဲ့တော့ဒီ function တွေအားလုံးက iPhone စဝယ်တဲ့အချိန်မှာအရန်ကိုအရေးကြီးပြီးတော့ဖွင့်ထားဖို့လိုအပ်တဲ့ function တွေပါ